အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြိုစင်းလာနေပြီဖြစ်တဲ့အမြင်မှန်ရလာတဲ့ PDF လူငယ်များဆိုတဲ့သတင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်မနေ့ကတော့နောင်ချိုမြို့မှာ DPN အဖွဲ့ကအမျိုးသား2ဦးအမျိုးသမီး5ဦးစုပေါင်း6ဦးဟာလက်နက်မဲ့အလင်းဝင်ရောက်လာတယ်လို့ကြားသိရပါတယ်အလင်းဝင်လာတဲ့အမျိုးသမီးငယ်တွေထဲမှာအကြီးဆုံးဆိုလို့အသက်23နှစ်အငယ်ဆုံးကတော့အသက်18နှစ်အရွယ်ကောင်မလေးတွေပါပဲအဲ့ဒီ DPN အဖွဲ့ဝင်တွေဟာ TNN ရဲ့နောင်ချိုမြို့သိမ်းတိုက်ပွဲမှာရှေ့တန်းကြတိုက်ပွဲဝင်ခဲ့ရပြီးမြို့သိမ်းပြီးတဲ့နောက်မှာတော့ PDF တွေကိုနေရာမပေးပဲဖိနှိပ်မှုတွေလုပ်ပြီးသူတို့နေမြေရရှိရေးအတွက်သာလှုပ်လာတဲ့အတွက် TNN နဲ့ PDF တွေအကြဟာအကြောင်းအရာပေါ်ပြီးအကွဲကွဲပြဲပြဲတွေဖြစ်လာပါတော့တယ်အဲ့ဒီအကျိုးဆက်ကတော့အခုလိုမျိုးအသုံးချခံ PDF တွေဟာမြို့တော်လန်ရေးအမိခံလမ်းစဉ်ကိုသဘောပေါက်လာပြီးတော့အမြင်မှန်ရပြီးအလင်းဝင်လာခြင်းပဲဖြစ်ပါတယ်2025ခုနှစ်ဆန်းပိုင်းလောက်ကနေစတင်ပြီးတော့ PDF လူငယ်တွေအလင်းဝင်ရောက်လာမှုဟာတဖြည်းဖြည်းနဲ့များပြားလာပြီးတော့2025ခုနှစ်အောက်တိုဘာလကုန်အထိအမျိုးသားစုစုပေါင်း1004ဦးအမျိုးသမီးစုစုပေါင်း192ဦးပေါင်း1196ဦးရှိပြီလို့သိရှိရပါတယ်တောထဲမှာအစာရည်စာနှမခေါင်းမမှုနဲ့အနေခံအသုံးချကံဘဝနဲ့မိဘရင်ခွင်မှာအေးချမ်းစွာနေထိုင်ရတဲ့ဘဝတွေရဲ့ကွာခြားချက်ကိုအလင်းဝင်လာတဲ့လူငယ်တွေလက်တွေ့သိမြင်ခံစားနေရပြီပဲဖြစ်ပါတယ်